နေရီတို့ကခူရမကိုဆုံးရှုံးလိုက်ရပြီမဲ့သူကလက်ရှိမှာဖခင်တယောက်ဟိုကာကဲတယောက်ဆရာတယောက်ဖြစ်နေတဲ့အတွက်သူ့ရဲ့ဝမ်းနည်းမှုကိုမျိုးသိမ်းထားလိုက်ရပြီဆာစကဲရဲ့ရင်းနေကန်လည်းမရှိတော့တာကြောင့်ဘိုရိုတိုရဲ့ခါမာနဲ့ပဲကိုနိုဟာကိုပြန်လို့ရတော့မှာဖြစ်ပါတယ်ဘိုရိုတိုကမိုမိုရှိကီထပ်ပြီးထွက်လာမှာဆိုတဲ့အတွက်ခါမာကိုတုံးဖို့ကြောက်နေရဆိုတာကိုခါဝါကီကလည်းသတိထားလိုက်မိပြီသူကဘိုရိုတိုနဲ့တခြားသူတွေသာမရှိရင်ခါမာကိုဖျက်ဆီးလို့ရမှာမဟုတ်ခဲ့တာကြောင့်သူ့လိုပဲခါမာတုံးတဲ့နေရာမှာမကြောက်ဖို့ပြောရင်ရန်ထဖြစ်တဲ့ချိန်စပီဒန်နေကြီးစုကပွင့်သွားခဲ့ပါတယ်ရှီခါမာတို့ကလည်းနေရီတို့ပြန်ရောက်လာပြီဆိုတာကိုသိလိုက်ပြီးအားလုံးအောင်မြင်ခဲ့တဲ့ဆိုတဲ့သတင်းကိုကြားလိုက်ရမှစိတ်အေးသွားကြရပြီဖြစ်ပါတယ်ကိုနိုဟာကိုအန်နီရဲ့ကင်းကင်းနဲ့ပြန်ရောက်လာတဲ့ကြောင့်စိတ်အေးသွားခဲ့ရပြီမြဲဘိုရိုတိုကသူ့ကြောင့်ဆာစကဲရဲ့မျက်လုံးပျက်စီးသွားရတာဖြစ်လို့ဆာရတာကိုတောင်းပန်လိုက်ပါတယ်သူသာလိုက်မသွားခဲ့ရင်ဒါမျိုးဖြစ်မှာမဟုတ်တဲ့အကြောင်းပြောပေမဲ့ဆာစကဲကတော့ဘိုရိုတိုသာအဲ့နေရာမှာမရှိနေသူအသက်ရှင်နိုင်မှာမဟုတ်တဲ့အကြောင်းနဲ့ဆာရတာကလည်းဘာတွေဖြစ်သွားလဲဆိုတာတော့မသိပေမဲ့ဘိုရိုတိုရဲ့အပြစ်တော့မဖြစ်နိုင်တဲ့အကြောင်းပြောပြလိုက်ပါတယ်ရှင်နိုဘီယေဆိုတာတိုက်ခိုက်နေနေတဲ့ဆုံးရှုံးမှုတွေရှိကြစမြဲဖြစ်ပြီးအိုဆူဇူကီအီရှီကီယိုပါအနိုင်ယူနိုင်ခဲ့တဲ့ပြင်ခါချင်းကိုကြီးလည်းအသက်မရှင်နိုင်အရန်ခန္ဓာကိုယ်တွေမရှိတော့တဲ့ဒေတာကိုလည်းအမာတိုကပါဝါလုံးဝပိတ်ချပစ်ခဲ့တာဖြစ်လို့ခါရာအဖွဲ့ကပျက်စီးသွားပြီလို့ထင်ရပြီမဲ့ခုတ်ဆိုတဲ့အင်နာတယောက်ကျန်နေသေးရဲ့ကြောင့်အမာတိုကပြောပြလိုက်ပါတယ်ခုတ်ကတခြားအင်နာတွေနဲ့မတူပဲခါဝါကီအပြင်နောက်ထပ်ခါမာရှိနေသေးရဲ့အီရှီကီရဲ့ကိုယ်ရေကုန်ဖြစ်ပေမဲ့ဂျီကန်ထည့်ပေးထားတဲ့သူ့ရဲ့ခါမာကအိုဆူဇူကီတယောက်ပြန်လည်ရှင်သန်နိုင်မှုသုံးလို့မရတဲ့ခါမာဖြစ်တဲ့အကြောင်းရှင်းပြလိုက်ပါတယ်အဲအကြောင်းလဲအိုဆူဇူကီတည်သွားပြီမဲ့ခုတ်ရဲ့ခါမာကပျောက်သွားမှာမဟုတ်ပဲအဲ့ဒီခါမာကိုလက်ခံရရှိခဲ့တဲ့ခုတ်ကတခြားခါရာအဖွဲ့ဝင်တွေပိုတန်မအောင်ပြုပြင်မူးမဲ့နေရတဲ့အချိန်သူကတော့ကြီးမားလုံးနဲ့စွမ်းအားကိုအကုန်ထုံမသုံးနိုင်အောင်ကန့်သက်ပေးရတာဖြစ်တဲ့အကြောင်းအာမာတိုကပြောပြလိုက်ပါတယ်ခုတ်ရဲ့တကယ်အစွမ်းစစ်ကဂျီကန်ထက်အများကြီးပို့တာပြီးအာမာတိုဖန်တီးမိခဲ့တဲ့ကောင်တွေထဲမှာဂျီကန်ထက်တောင်အဲ့လိုမဟာတရားစွမ်းအားကြီးနေတဲ့ကောင်တွေရှိဘူးပဲမဲ့ခုတ်ကလွယ်လို့ကြံတဲ့သူတွေအားလုံးကိုတော့အာမာတိုကမတိမတာပြန်ရှင်းပြခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ခုတ်ကသူ့ကိုမှတက်ထားတဲ့ limiter ကိုအာမာတိုမပါပဲဖယ်ရှားနိုင်မှာမဟုတ်ပဲအဲ့လိုဖြစ်အောင်လဲခေါင်းဆောင်ကြီးကန်ကိုအများကြီးလေးစားတဲ့တစ္ဆာရှိနောက်လိုက်ခုတ်ကသူ့ကိုယ်တိုင်အာမာတိုကိုတက်ခိုင်းခဲ့တာဖြစ်ပါတယ်ခုတ်ကအိုဆူဇူကီကိုသူ့ရဲ့ဘာသာရေးနှစ်ဖျားလို့အလွန်အကျူးလေးစားကိုးဝဲတဲ့သူဖြစ်လို့ဂျီကန်တက်စွမ်းအားကြီးမလာအောင်အဲ့လိုလုပ်ခဲ့တာဖြစ်ပြီးအဲအကြောင်းလဲအီရှီကီရဲ့ကိုယ်တိုင်ကုန်အဖြစ်ရွေးချယ်ခံခဲ့ရတဲ့ခါဝါကီကိုလည်းအမြဲတမ်းမနာလို့မုန်းတီးနေရဖြစ်တဲ့ကြောင့်အာမာတိုကပြောပြပေးလိုက်ပါတယ်အဲ့အတွက်အီရှီကီကိုတက်ခဲ့ကြတဲ့နိုင်ရီတိုဆာစကဲခါဝါကီနဲ့ဘိုရိုတိုပြင်အဲ့လိုဖြစ်အောင်ကြံစီခဲ့တဲ့သူ့ကိုပါခုတ်ကအလုံးမပေးပဲလိုက်တက်မှာဖြစ်တဲ့အကြောင်းပြောပြလိုက်ပါတယ်အဲ့ချိန်ဆယ်မီကိုစောင့်ကြည့်နေတဲ့ခုတ်ရဲ့ခါမအဖြူအောင်ကပွင့်လာခဲ့ပြီးအထက်ကနေအီရှီကီရဲ့နောက်ဆုံးအမှားစကားကထွက်ပေါ်လာခဲ့ပါတယ်သူ့ရဲ့ပြန်လည်ရှင်နိုင်ခြင်းကကြာရှုံးသွားခဲ့ပြီမဲ့သူ့မှာတစ္ဆာအရှိဆုံးအစေခံခုတ်ရှိနေသေးလို့အဲ့ဒီခါမအဖြူနဲ့တူအိုဆူဇူကီရဲ့ဆန္ဒကိုအမွေဆက်ခံရမှာဖြစ်တဲ့အကြောင်းအီရှီကီကအမှားစကားထားရခဲ့တာဖြစ်ပါတယ်ခါဝါကီကတော့သူ့မှာခါမမရှိတော့လို့စောင့်ကြည့်စရာမလိုတော့ပဲဘိုရိုတိုကိုကိုယ့်အိမ်ကိုပြန်ဖို့ပြောလိုက်ပြီမဲ့ဘိုရိုတိုကတော့သူတို့ညီကိုနှစ်ယောက်လုံးရဲ့အိမ်ဖြစ်တဲ့အကြောင်းပြောပြလိုက်ပါတယ်ရှင်နိုဘီတယောက်အနေနဲ့နေရီတိုနဲ့ဆာစကဲရဲ့ဆုံးရှုံးမှုတွေကိုစီရှိခဲ့ကြတယ်ဆိုပေမဲ့အမြဲတမ်းအတူရှိခဲ့တဲ့သူ့ပိုက်ထီကမိသားစုဝင်တယောက်ကိုဆုံးရှုံးလိုက်ရတဲ့နေရီတိုကတော့တခုခုလက်ဟန်နေတယ်လို့ရင်ထဲမှာဟောင်းလောင်းဖြစ်သွားတယ်လို့ခန်းစားနေရတာဖြစ်ပါတယ်ဒါပေမဲ့လေသူသာစိတ်တက်ကြနေခူရမကတေချာပေါက်စိတ်ဆိုးနေမှာဖြစ်လို့ဟိုကာကဲတယောက်အနေနဲ့မှိုင်တွင်နေလို့မရပဲဘိုရိုတိုနဲ့ခါဝါကီနှစ်ယောက်လုံးကလည်းအိုဆူဇူကီ80ရာခိုင်နှုန်းတွေဖြစ်နေတဲ့အကြောင်းမမိုရှိကီပြောခဲ့တဲ့ကိစ္စကိုစိတ်ပူနေကြရပြီဖြစ်ပါတယ်ဆေးရုံကအပြန်မှာတော့ရွာရဲ့သူရဲကောင်တတော်များများဟိုကာကဲနေရီတိုကအိုဆူ